တပတ်အတွင်း၄ချိန်လောက်ပေါက်ချင် 2D Agent YouTube Channel ကိုအားပေးကြပါရှေ့တစ်ပတ်မှာတော့ Agent YouTube Channel ကိုအားပေးတဲ့ကိုမလေးဆိုရင်တော့အဆင်ပြေကြမှာပါရှေ့တစ်ပတ်မှာတော့ရှစ်ပတ်တီးကိုပေးပြီးတော့ရိုးကွက်3ကွက်ထုတ်ပေးတယ်မှာဆရာ8ကိုထည့်ပြီးတော့ရွေးထုတ်ပေးတာဆရာရဲ့ဇာတို့ပတ်တီးရောရိုးကွက်ကောနှစ်တီးစားနဲ့အောင်ခဲ့ပါပြီရှေ့ဘက်မှာတော့ဆရာကနန်းအစုံအောင်မတင်ပြခဲ့ပါဘူးဒီဘက်မှာတော့ဆရာပုံမှန်တင်ပေးနေကြအတိုင်းပဲတပတ်စာကတ်လေးကိုတင်ပေးကြပါမယ်အခုမှစာကြည့်တဲ့အကူမတွေရောလူတစ်လူဟောင်းကိုမတွေရောဗီဒီယိုကိုအစားဆုံးလိုက်ပြီးတော့ကြည့်သွားပေးကြပါရေးမှစာအုပ်လေးချထားပြီးတော့ရေးမှတ်ပြီးတော့ဆရာပေးတဲ့ကဏ္ဍတွေကိုကစားကြည့်ကြပါအားလုံးအဆင်ပြေပါပါ 2D Agent YouTube Channel ရဆိုရင်ဥမှုကျော်ဇာတို့ပတ်တီးရတစ်ချိန်တပတ်အတွင်းမပြောပတ်တီးရတစ်ချိန်တပတ်အတွင်းဝေကနန်း12ကွက်ကတစ်ချိန်တပတ်စာနေ့တိုင်း၄လုံးအခုဒီကတစ်ချိန်ဆိုပြီးတော့တပတ်အတွင်း၄ချိန်မှာပေါ့တွက်ပြီးတော့ထုတ်ပေးထားပါတယ်အဲ့ဒါကမှဆရာအနေနဲ့တပတ်အတွင်းဘိုင်ဘရိတ်ရယ်တပတ်စာ၄လုံးအခုရယ်ဆိုပြီးတော့ထပ်ပြီးတော့ထည့်ပေးထားပါတယ်ပတ်တီးသမားတွေအတွက်လည်းဆရာအနေနဲ့တပတ်စာ1ချင်း5ခုကိုရွေးပြီးတော့ထည့်ပေးထားပါတယ်ဒီ1ချင်းလေးကလည်းပတ်တီးသမားတွေအတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ဒါကြောင့်မလို့ဘေးနားမှာစာအုပ်လေးချထားပြီးတော့ပေးရတဲ့ကဏ္ဍလေးကိုလိုက်ရေးမှတ်ပြီးတော့ကစားကြပါAgent YouTube Channel ကဏ္ဍတွေကပုံမှန်အားဖြင့်တော့မှန်တာများပါတယ်17ရက်5လ2026မှ13ရက်5လ2026ထိဆရာရဲ့ဥမှုကျော်ပတ်တီးကိုပြောပြပါမယ်ဒီဘက်မှာတော့ဆရာရဲ့ဥမှုကျော်ဇာတို့ပတ်တီးကတော့3ညပတ်တီးဖြစ်ပါတယ်ဒီ3ညပတ်တီးရတဲ့ဒီဘက်မှာတော်တော်လေးကိုကောင်းပါတယ်ပတ်တီးသမားကိုနေနဲ့လည်းကြိုက်လို့ရှိရင်3ညပတ်တီးကိုဖတ်လို့ရပါတယ်တပတ်အတွင်းမပြောပတ်တီးကိုပြောပြပါမယ်ဆရာရဲ့တပတ်အတွင်းမပြောပတ်တီးရတော့ဆရာတို့6ပတ်တီးဖြစ်ပါတယ်ရှေ့တပတ်အတွင်း6ပတ်တီးဖြစ်ပါတယ်6ပတ်တီးရတယ်တော်တော်လေးကိုကောင်းပါတယ်ဆရာတပတ်အတွင်းဝေကနန်း12ခွက်ကိုပြောပြပေးပါမယ်6 2 5 5 8 6 5 3 6 8 9 3 3 6 1 3 4 4ခွန်1 4 80ဖြစ်ပါတယ်ဆရာအခုပြောပြပေးတဲ့ဒီတပတ်အတွင်းဝေကနန်း12ခွက်ကလည်းဆရာတို့တစ်ခွက်ကတော့တေချာပေါက်ထွက်မှာပါဒါကြောင့်မလို့ဝေကနန်းကိုထိုးခြင်းတဲ့ကိုမတွေအနေနဲ့လည်းဝေကနန်းကိုထိုးလို့ရပါတယ်အနည်းဆုံးတော့တစ်ခွက်ကတော့ထွက်မှာပါဆရာရဲ့ channel ကဥမှုကျော်ဇာတို့ပတ်တီးရတစ်ချိန်တပတ်အတွင်းမပြောပတ်တီးရတစ်ချိန်တပတ်အတွင်းဝေကနန်း12ခွက်ကတစ်ချိန်ပြီးရင်ဆရာတပတ်အတွင်းနေ့တိုင်းလေးလုံးကိုရတစ်ချိန်ဆိုပြီးတော့၄ချိန်ပေါအောင်ဆရာထုတ်ပေးထားပါတယ်ဒါကြောင့်မလို့ဆရာတပတ်အတွင်းနေ့တိုင်းလေးလုံးခွေလေးကိုပြောပြပေးပါမယ်တနင်္လာနေ့မှာတော့1238အားခွေကိုမနက်ညခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်ခွေတက်တဲ့သူတွေကိုဆရာတခါတည်းခွေပြပါမယ်12 13 18 23 28 38ဖြစ်ပါတယ်ဆရာခုပြောပြပေးတဲ့1238အားခွေကိုမနက်ညခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်ဆရာတို့အင်္ဂါနေ့မှာဆိုရင်တော့3496အခွေကိုမနက်ညခွေပြီးတော့ထိုးရမှာဖြစ်ပါတယ်ဒီ၄လုံးခွေလေးကတော့သူ့နည်းနဲ့သူထိုးရတာဖြစ်ပါတယ်တင်းနာနေ့မှာတော့တင်းနာနေ့ခွေထိုးပြီးတော့အင်္ဂါနေ့မှာတော့အင်္ဂါနေ့ခွေပါထိုးရတာဖြစ်ပါတယ်အခုကထည့်ပြီးတော့ထိုးနိုင်တော့ပို့ပြီးတော့ကောင်းပါတယ်ဗုဒ္ဓဟူးနေ့မှာတော့ဆရာတို့345ခွန်အခွေကိုမနက်ညခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်စတာရီနေ့မှာတော့16ခွန်8အခွေကိုမနက်ညခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်တောက်ကြနေ့မှာတော့246ခွန်အခွေကိုထိုးအောင်ဖြစ်ပါတယ်ဒီဘက်အတွက်ဆရာရဲ့ဘိုင်ဘရိတ်ကိုပြောပြပေးပါမယ်ဒီဘက်မှာတော့ဆရာရဲ့တပတ်အတွင်းဘိုင်ဘရိတ်ကတော့ခွန်ဘရိတ်ဖြစ်ပါတယ်ဘိုင်ရောဘရိတ်ရောတော်တော်လေးကိုကောင်းပါတယ်
တပတ်အတွင်းလေးလုံးအခွေနှစ်ခွေကိုပြပြပေးပါမယ်ဒီဘက်မှာတော့ဆရာရဲ့လေးလုံးခွေလေးကတော့456ခွန်အားအခွေဖြစ်ပါတယ်932ခွန်အားအခွေဖြစ်ပါတယ်ဒီလေးလုံးခွေနှစ်ခွေလေးကလည်းတော်တော်လေးကိုကောင်းပါတယ်တပတ်အတွင်းဝမ်းချင်း5ခုကိုပြပြပေးပါမယ်ဆရာပြပြပေးမယ်တပတ်အတွင်းဝမ်းချင်း5ခုဆိုတာလေဆရာတို့တပတ်အတွင်းဆိုပေမဲ့ဘယ်လိုမှမကြော်ဘဲနဲ့ကုန်တာများပါတယ်ဒါပတ်သီးသမားတွေဆိုရင်လည်းကာပတ်သီးအနေနဲ့ပတ်လို့ရပါတယ်ကိုကတွတ်တက်တဲ့သူဆိုရင်တော့ဆရာပေးတဲ့ဝမ်းချင်းလေးတွေကိုကင်ပြီးတော့ကစားလို့ရပါတယ်အားပေးတဲ့ကိုမတွေအနေနဲ့ကတော့ကိုကြိုက်တဲ့အားလေးကိုတွဲကိုထုတ်ပြီးတော့ယူပြီးတော့ကစားကြည့်ကြပါအဆင်ပြေမှာပါဆရာတော့ဘယ်နေ့ရဆိုပြီးတော့ထုတ်ပေးရတာမဟုတ်ပါဘူးတပတ်အတွင်းဆိုပြီးတော့ခါရဲတွဲပြီးတော့ထုတ်ပေးရတာဖြစ်ပါတယ်6-3 ဝမ်းချင်း1-5 ဝမ်းချင်း3-9ခွန်ဝမ်းချင်း9-2 ဝမ်းချင်း9-6 ဝမ်းချင်းဖြစ်ပါတယ်ပုံမှန်ဆိုတော့ကိုက6ပတ်တီးကိုပတ်တဲ့ကိုမတွေဆိုရင်တော့3ပတ်တီးကိုကာပြီးတော့ပတ်လို့ရပါတယ်ဆရာပြောချင်တာအဲ့လိုမျိုးပြောပြတာပါဒါကြောင့်မလို့ဝမ်းချင်း9ခုလေးရလဲဆရာတို့သူ့နေရာနဲ့သူသုံးတဲ့ပါတယ်ဒီဘက်မှာတော့ဆရာပြပြပေးတဲ့ဥမှုကျော်ဇာတို့ပတ်တီးတွေရောဆရာတို့တပတ်တည်းမပြောပတ်တီးရောမိုးကနန်းတွေရောတော်တော်လေးကိုကောင်းပါတယ်ပြည်ချမ်းကိုအားပေးတဲ့ကိုမတွေနဲ့အနေနဲ့စောက်လေးနဲ့ရင်းမှတ်ထားပြီးတော့ခဏန်းလေးကိုတခြားရင်းမှတ်ပြီးတော့ကစားကြည့်ကြပါအားလုံးတော့အဆင်ပြေကြမှာပါမိုးကနန်းကလည်းဆရာတို့တပတ်ကိုတစ်ခေါက်ကတော့အနည်းဆုံးတော့ထွက်ပါတယ်ဆရာရှေ့ဘက်ကဆရာ10ပတ်တီးပေးခဲ့တာခေါင်းခဲ့ပါတယ်ရှေ့ဘက်ကတော့ဆရာဥမှုကျော်ဇာတို့ပတ်တီးက10ပတ်တီးပေးပြီးတော့ဆရာရိုးကွက်အနေနဲ့ကတော့838489လို့ဆိုပြီးတော့3ကွက်ထုတ်ပေးခဲ့တာဆရာတို့တင်းနာနေမနက်မှာပဲဆရာရဲ့10ပတ်တီးနဲ့ရိုးကွက်ဖြစ်တဲ့89ဆိုပြီးတော့နှစ်သီးစားနဲ့အောင်ခဲ့ပါတယ်လေးတိုက်လေးကတော့အဆင်ပြေဖြစ်ခဲ့ပါတယ်ဒီဘက်မှာတော့ဆရာတပတ်စာကတ်ဆိုပြီးတော့စုံစုံလေးနဲ့ပြန်ပြီးတော့တင်ပေးထားပါတယ်ဒီဘက်မှာတော့ဆရာအနေနဲ့တော့ထူးခြားလို့ရှိရင်တော့လေးတိုက်ကုန်းတန်းလေးကိုထပ်ပြီးတော့တင်ပေးကြပါမယ် 2D Agent YouTube Channel ကိုအားပေးတဲ့ကိုမတွေဓမ္မလေးနှိပ်ပြီးတော့အားပေးကြပါ Channel ကို Subscribe နှိပ်ရသေးရင် Subscribe လေးနှိပ်ထားပြီးတော့ဒီကခေါင်းလောင်းလေးတွေနှိပ်ထားပေးကြပါဗီဒီယိုကိုအစားဆုံး like ပြီးတော့ကြည့်ပေးကြတဲ့အပေါ်မှာများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာရဲ့ Channel ကိုအားပေးကြတဲ့ကိုမများအားလုံးဒီဘက်မှာအမြင်များရကြပါစေလို့ဆရာဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်